2 3 go မလာပါမင်းကြီးဖျားလုံဆောင်အများမမင်းကြီးမမလေရုပ်ကောင်းငါသာချုပ်တောင်းကြရမှာပါမင်းကြီးဖျားတကယ်တော့မင်းကြီးနာမကရှိလေတဲ့နကစင်တီးရရုပ်ရည်ယူပါစင်ကြီးမလားတောက်ပါလွန်းတီဝင်းတီတာဟေးဘယ်သူလဲစင်တီးရငါလို့တဲ့ရင်ချင်းကိုဒိရှိတာဘတ်မလဲဘသူလဲဘလို့လဲသိလားမြက်မြက်ဟေးဘရောဟစ်တပရာမလာပါမင်းကြီးဖျားအသိရှိကြောင်းမှာမင်းကြီးဖျားဟော်ဒီမှာပါစင်တီးရအတုံးတော်ခန့်ကိုပါမင်းကြီးပါတာကေတာမှာအရင်ချောတဲ့စင်တီးရဆိုသူ့ပဲဗျာဘာသူလဲကျွန်တော်ခေါ်လိုက်ချမ်းဒါလေးစင်တီးရရဲ့စင်တီးရလာနေပြီဘလို့ကြီးလဲကွာစင်တီးရတော့စင်တီးရလားအဲ့ဒီမိုင်လားမသိအဲ့ဒီလိုနဲ့စင်တီးရဟာတန်လားကွာစင်တီးရဟာရောက်လာဘယ်နဲ့ဘယင်ကိုရန်တွေ့တဲ့အကြောင်းရင်းอ่ะဘလို့ရန်တွေ့လဲဆိုတော့ပြိတ္တကြီးနားဆင်ကြည့်ပါဗျာဘလို့လဲအဲ့ဒီမှာပရောဟိတ်ကြီးမဆိုင်ကတော့တိတ်ကြီးချစ်တော်သူကိုတော့တိတ်ပြီးဒီမကနိုင်ဘူးပရောဟိတ်ကြီးသူစားတော့တဲစိတ်ကြီးရောလို့ပွေတဲ့ကတိတ်ပြီးထက်ထားလိုက်စပရောဟိတ်ကြီးနင်ကူကြဘူးပရောဟိတ်ကြီးစင်တီးကမင်းတို့ကိုရောက်တော့ကကျွန်တော်တက်ရွှေတင်းကြည့်ပါမင်းကြီးတရားကစင်တီးရပုံရချင်းရှိတယ်ဗျမင်းကြီးတရားကပြင်းပြီးအားစစ်တူကြီးကိုနေပြီးချတော့ပူပင်ရှိနောက်ရှက်ရှိရကျုပ်တို့အတွက်လက်ခင်မိတယ်ဗျမင်းကြီးကြောင့်မင်းကြီးကြောင့်တနာသာခေါ်ရချင်ရှိရမယ်ဒီလားခုချိန်မှာမင်းကြီးကြောင့်ကိုနှစ်ပြားခဲ့တော့များတော့ဘူးဆိုတာကိုမင်းသိတာအဲ့ဒါမှတ်ထားစစ်တီးရလောက်ကြအောင်ဟဲ့လောက်အမလေးလောက်ကြပါဦးစင်တီးရစင်တီးရစင်တီးရခရဟဲ့စင်တီးရအမလေးစင်တီးရဘာလဲနေအောက်ကိုစင်ဝင်ဟလားဟုတ်တယ်နေအောက်မှာမူစကူဒူးမယ်လူတယောက်မှမရှိဘူးနေအောက်ကိုနင်းပြန်ကြည့်နော်အောက်မှာဖုန်းနေနေဖုန်းနေအောက်မှာဖုန်းနေကိုင်းနေမနဲ့ကြလို့ရှိရင် line မတက်လာမယ်မကောင်းတော့ဟာငါဘာဖြစ်လဲကြဗျလူကောင်က TV တက်တက်လေးဆိုပြီးတက်လာလိမ့်မယ်နော်ဟာကိုရှိတာလောက်ကတော့ရှိတယ်ဘာကြီးလဲလို့အော်မင်းသမီးလေးပြုတ်ကြပါလားမင်းသမီးမဟုတ်ဘူးကိုအောက်ကိုကြည့်အောင်